2026ခုနှစ်ဇန်နဝါရီလ31ရက်ကမ္ဘောဒီးယားနိုင်ငံဘာဘဲမြို့ကမ္ဘောဒီးယားရဲတပ်ဖွဲ့ကပြီးခဲ့တဲ့စနေနေ့31ရက်ကဘာဘဲမြို့ရှိလောင်းကစားရုံအယောင်ဆောင်ပြီးနေပတ်နေတဲ့ online ငွေလိမ်ကွင်းတစ်ခုကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။နိုင်ငံသားတန်တရားရှိသူစုစုပေါင်း2044ဦးကိုဖမ်းဆီးရပြီးအဲ့ဒီထဲက90%နီးပါးဟာတရုတ်နိုင်ငံသားတွေဖြစ်ကြပါတယ်။ကျန်ရှိသူတွေကတော့ဗီယက်နမ်မြန်မာနဲ့နီပိုးစတဲ့နိုင်ငံတွေကဖြစ်ပါတယ်။ဒီစစ်စင်ရေးဟာဇန်နဝါရီလလယ်ကစတင်တဲ့ online ငွေလိမ်မှုတိုက်ဖျက်ရေးမှာအကြီးမားဆုံးစစ်စင်ရေးတစ်ခုဖြစ်ပါတယ်။အဆိုပါဆုံးကိုအဆောက်အုံ22လုံးနဲ့ဖွဲ့စည်းထားပြီးတရားမဝင်လုပ်ငန်းတွေကိုရေရှည်လောက်ကင်နေတာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကငွေလိမ်ရမှာအသုံးပြုတဲ့ electronic ပစ္စည်းအများပြားကိုလည်းသိမ်းဆည်းခဲ့ပါတယ်။ဖိအားပေးနှိမ့်နှိမ့်မှုတွေကြောင့်တခြားနေရာတွေကငွေလိမ်ကွင်းတွေလည်းလူစုကွဲသွားခဲ့ပါတယ်။ကမ္ဘောဒီးယားရဲတပ်ဖွဲ့ကနိုင်ငံတော်ဝန်လုံးမှာဒီလိုနှိမ့်နှိမ့်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်